စိတ်ဓာတ်ယောဂရှိနေခဲ့တဲ့ Rose ကအရင်ကစိတ်ဓာတ်ယောဂရှိနေခဲ့သလိုဘလောက်ထိပဲသူမကောင်းအောင်ကြိုးစားနေပါစေအမြဲတမ်းငါဟာမတုံငါဟာငါတုံးကအားတယောက်ပဲဆိုပြီးတော့ကိုအမြဲတမ်းနှိမ်ပြီးတော့ဆက်ဆံနေခဲ့ပါတယ်ဒီယောဂကစနစ်ကျော်လောက်ကိုရှိခဲ့သလိုဒီယောဂကြောင့်သူမကတုံနေပါရဲ့နဲ့ဒုက္ခပေါင်းစုံကိုရင်ဆိုင်ခဲ့ရပါတယ်ဒီလိုမျိုးဘဝကနေ Rose တယောက်ဘယ်လိုမျိုးအောင်မြင်တဲ့အမျိုးသမီးတယောက်ဖြစ်လာခဲ့လဲဒီယောဂကိုဘယ်သူကကုသပေးခဲ့တယ်လဲဆိုတာကိုပြပေးသွားပါမယ်ဒီကိစ္စတွေမပြောပြခင်သူမရဲ့အကြောင်းကိုအရင်ဦးဆုံးသိထားရပါမယ်ရှင်Rose ကို1998ခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့မှာနယူးဇီလန်နိုင်ငံအော့ကလန်မြို့မှာမူဖွားခဲ့တာဖြစ်ပါတယ်။သူမရဲ့ဖေဖြစ်သူကရှိနေတယောက်ဖြစ်ခဲ့သလိုငငယ်ကလေးက Rose ရဲ့ပြည်သက်အကြီးစားတယောက်ဖြစ်ခဲ့ပါတယ်။သူမအသက်9နှစ်မှာသူတို့မိသားစုကတောင်ကိုရီးယားကနေဩစတြေးလျကိုပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။သူမကငယ်စဉ်ကလေးကဂီတာနဲ့ဆန်နီယာကိုတီးတတ်တာဖြစ်ပြီးတော့ဖျားเจ้าမှလည်းအမျက်ဖြောပြပေးလေးရှိပါတယ်။ဒီလိုမျိုးဖြောပြတဲ့အခါတိုင်းမှာသူမကိုလူတွေကဘလောက်အထိပဲကောင်းနေပြောနေပါစေကိုမလွန်လောက်ဘူးဆိုပြီးတော့ထင်နေခဲ့ပါတယ်။လက်ခုပ်တီးတာကလည်းအဖွဲသားတွေအတွက်တီးတာဖြစ်ပြီးသူမအတွက်တီးတာမဟုတ်ဘူးဆိုပြီးတော့အမြဲတမ်းကိုအားငယ်နေခဲ့တာပါ2012ခုနှစ်မှာသူမရဲ့အဖေကသူမျှော်မှန်းထားတဲ့အတိုင်းသူသမီးကိုဂီတလောကမှာစူပါစတာတယောက်ဖြစ်စေဖို့ဩစတြေးလျနိုင်ငံစစ်ဒနီမြို့ YG Entertainment ကကျင်းပတဲ့ပြိုင်ပွဲမှာဝင်ပြိုင်ဖို့အတွက်ပြောခဲ့ပါတယ်Rose ကတော့သူများနိုင်ငံမှာဒီလိုအိမ်မက်တွေကအလံဝေးလွန်းတာမှမဖြစ်နိုင်ဘူးဆိုပြီးတော့ဟာတာတစ်ခုလိုထင်နေခဲ့ပါတယ်။သူမရဲ့အမိကလည်း Rose ဝင်ပြိုင်ဖို့အတွက်သဘောမတူခဲ့ပေမဲ့ဖခင်ဖြစ်သူရဲ့ဆရာထက်သန်မှုကြောင့်အလင်းမြတ်သွားကပါဝင်ရှင်ပြိုင်ခဲ့ပါတယ်။ဖခင်ဖြစ်သူရဲ့တိုက်တွန်းမှုကြောင့်ဝင်ပြိုင်ခဲ့တာ Rose ကပြိုင်ပွဲမှာအယောက်900ကိုကျော်ပြီးတော့ပထမနေရာရရှိသွားခဲ့ပါတယ်။အဲ့ဒီကနေစတင်ပြီးသူမက YG Entertainment နဲ့တင်နန်းသူတူဖြစ်လာခဲ့ပါတယ်။သူမရဲ့တန်းကထူးခြားပြီးဆွဲဆောင်မှုရှိပေမဲ့ YG Entertainment ကအစောပိုင်းကာလမှာသူမရဲ့အမိကိုတင်ဝင်ကြေညာခြင်းမရှိခဲ့ပါဘူး။လေ့ကျင့်မှုတွေလုပ်ပြီး Blackpink အဖွဲ့စတင်တည်ထောင်လိုက်မှသာ Rose ကိုအဖွဲ့ဝင်အဖြစ်ကြေညာလိုက်တာဖြစ်ပါတယ်။ဒါပေမဲ့ Rose ရဲ့စိတ်ထဲမှာတော့သူမရဲ့စိတ်သက်ကြတဲ့ယောဂကပြောက်မသွားခဲ့ပါဘူးရှင်။အဲဒါကြောင့် YG Entertainment က Rose ရဲ့အတန်နဲ့ Without You ဆိုတဲ့သချင်းကိုတည်ဆိုခဲ့ပါတယ်။ဒါပေမဲ့သူမတည်ဆိုတဲ့ဆိုရာ Rose အပါဝင်ဘယ်သူမှမသိခဲ့ပါဘူး။ဒီသချင်းကအရန်ကိုမှပေါက်သွားပြီးတော့နာမည်ကြီးလာပြီးချီးကျူးမှုတွေရလာတဲ့အခါမှာသာ YG Company ကအဆိုတော်က Rose ဖြစ်တဲ့အကြောင်းတင်ပြခဲ့ပါတယ်။အဲ့ဒီအချိန်ကနေစပြီးတော့ Rose ကစိတ်သက်ကြယောဂပြောက်သွားခဲ့သလိုကိုယ်အရန်ကိုတည်လာပြီးတော့ယုံကြည်မှုတွေရှိလာခဲ့ပါတယ်။ဒီနေ့အကြလေးချင်းမှုတွေအပြီးမှာနောက်ဆုံးမှာတော့ YG Entertainment က Rose ကို Blackpink အဖွဲ့ရဲ့အဓိကအတန်နဲ့အဓိကအကသမားအဖြစ်သတ်မှတ်ခဲ့ပါတယ်။2016ခုနှစ်ဩဂတ်လ10ရက်နေ့မှာ Blackpink အဖွဲ့ကစတင်ပွဲဦးထွက်ဖျော်ဖြေခဲ့ပြီးအောင်မြင်မှုတွေရရှိခဲ့ကနောက်ပိုင်းမှာတော့နာမည်ကြီးအဖွဲ့တစ်ဖွဲ့ဖြစ်လာခဲ့ပါတယ်။ Rose ကရုပ်သံအမျိုးမျိုးရဲ့ဖျော်ဖြေရေးပွဲတွေမှာပါဝင်ဖျော်ဖြေခဲ့ပြီးပြည်သက်ရဲ့အားပေးမှုကိုတခန်းနဲ့ရရှိခဲ့ပါတယ်။2021ခုနှစ်မတ်လ10ရက်နေ့မှာ Ars ဆိုပြီးတော့ခေါင်းစဉ်မိပေးထားတဲ့ပွဲဦးထွက်တကူတော်ခွေထွက်ခဲ့ပြီးတော့24နာရီအတွင်းမှာကြည့်ရှုသူ 41.6 သန်းနဲ့8နှစ်နီးပါးကြာနေပြီဖြစ်တဲ့ကြည့်ရှုမှုအများဆုံးစံချိန်ကိုချိုးဖောက်နိုင်ခဲ့ပါတယ်။ဒါတည်းမက Global 200နဲ့ Global X Chart နှစ်ခုစလုံးရဲ့နံပါတ်1နေရာကိုရည်တည်နိုင်ခဲ့တဲ့ကိုရီးယားတကူတော်အဆိုတော်တူလည်းဖြစ်ခဲ့ပါတယ်။အခုလက်ရှိမှာလည်း Rose က Bruno Mars နဲ့တွဲပြီးတော့ EPT သချင်းကိုထုတ်လွှင့်ထားပြီးတော့ဒီသချင်းကအခုဆိုရင်နေရာတော်တော်များများမှာနံပါတ်1နေရာကိုနေရာယူထားနိုင်လောက်အောင်ကိုအောင်မြင်မှုတွေရရှိခဲ့ပါတယ်။ကဲအခုဆိုရင်တော့ Rose ရဲ့ကြိုးစားမှုနဲ့အောင်မြင်မှုကိုသိခဲ့ရပြီမဟုတ်ပါလားရှင်။အသက်ငယ်ငယ်နဲ့သူမရဲ့ကြော်ကြားမှုကမချီကျူးဘဲကိုမနေနိုင်လောက်အောင်ပါပဲနော်။မိတ်ဆွေတို့ရော Rose ရဲ့သချင်းလေးတွေကဘယ် music video လေးကိုအကြိုက်နှစ်သက်ဆုံးလဲဆိုတော့ comment box မှာရေးပေးခဲ့ကြပါအောင်နော်။ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုဆက်လက်ပြီးတော့ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျမတို့ရဲ့ Zotel Sharing YouTube channel လေးကို like and follow လေးလုပ်ခဲ့ပေးပါအောင်ရှင်။